အားလုံးပဲမင်္ဂလာပါမင်္ဂလာရှိသောညချမ်းလေးပါเนาะကျွန်တော်ရဲ့တူတောင်ချစ်ကိုချစ်မတွေအားလုံးမင်္ဂလာရှိသောညချမ်းလေးမှာမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေเนาะကဲမနေ့ပြန်ဆိုလို့ရှိရင်ကျွန်တော်တို့17ရက်2လ2026အားလုံးပဲဗုဒ္ဓဟူးနေ့ကိုပြန်လည်ပြီးတော့ရောက်ရှိလို့လာပြီဗုဒ္ဓဟူးနေ့နေကုန်စာအချိန်လေးတွေမိန်းလေးတွေထပ်ပြီးတော့လာတင်ပေးတာဖြစ်ပါတယ်เนาะကဲဒီဗီဒီယိုပိုင်းလေးကိုမြင်နေတွေ့တဲ့ချိန်ကနေစလို့ကျွန်တော်ရဲ့ချစ်ကိုချင်းမများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေစီးပွားလက်လာပါတွေလည်းဒီလာတိုးတက်ကြပါစေလို့ဆုမွန်ကောင်းလေးတောင်းပေးလိုက်ပါတယ်เนาะကဲအားလုံးပဲအခုကတော့เนาะ2ရက်ကိုကနန်း10လုံးဆော့သွားတယ်เนาะနှလုံးပဲကြာပါတယ်ကျွန်တော်ရဲ့ကိုဒီမကြီးအဲ့ဒီနှလုံးလေးလုံးဝပျောက်ဖို့မရှိပါဘူးเนาะကဲကျွန်တော်တို့เนาะဒီနေ့ဆိုရင်လည်းကျွန်တော်ရဲ့ကိုဒီမကြီးဒီနေ့အင်္ဂါနေ့မှာလည်းထပ်မှန်ပြီးတော့เนาะဇာတို့သမားတွေတုံညရလိမ့်မယ်เนาะပြီးလို့ရှိရင်နေတိုင်းသမားတွေပတ်သီးသမားတွေ၄ပတ်သီးရလိမ့်မယ်เนาะကျွန်တော်ရဲ့ကိုဒီမကြီးအားလုံးပဲเนาะ၄တစ်ဒီညနေမှာเนาะပတ်သီးသမားတွေဘယ်လိုရတယ်ဆိုတော့ကိုယ့်ဘက်ကို comment လေးဒီမှာမှတ်ပေးသွားလိုက်เนาะအခုကကျွန်တော်တို့တပတ်မှာမပြောက်တဲ့ဇာတို့ကခွန်3ည3เนาะအဲ့ဒီမှာ3ညလဲထွက်ပြီး3လဲထွက်ပြီးခွန်မဲကြံတော့တယ်เนาะဇာတို့လိုက်တဲ့ညီကိုမောင်နှမတွေဆက်ပြီးတော့ရဲရဲတင်းတင်းလေးလိုက်ပါเนาะချင်းတီပေါက်လာပါလိမ့်မယ်เนาะအဲ့ဒါလေးပြောပြတာပါဒါဇာတို့လိုက်တဲ့ညီကိုမောင်နှမတွေကဲမနေ့ပြန်မှာကျွန်တော်တို့เนาะဗုဒ္ဓဘုနေ့နေကုန်မှာဝမ်းချင်းအနေနဲ့ဆိုရင်တော့38ဝမ်းချင်းပဲဖြစ်ပါတယ်เนาะဗုဒ္ဓဘုနေ့နေကုန်စားပတ်သီးသမားတွေ3ပတ်သီး10ပတ်သီးပေါ့အဲ့ဒါကိုကျွန်တော်တို့ဗာနဲ့ကတ်ဆော့မလဲဆိုတော့9နဲ့3ညနဲ့ကတ်ဆော့မယ်เนาะ38ကို9နဲ့3ညနဲ့ကတ်မယ်เนาะ3နဲ့ပတ်သက်ရင်30 3နှစ်3ခွန်မိန်း3ခွက်ထွက်တယ်เนาะ8နဲ့ပတ်သက်ရင်80 8နှစ်8ခွန်เนาะမိန်း3ခွက်ထွက်တယ်အလုံးပေါင်း6ခွက်ပါเนาะ3နဲ့ပတ်သက်ရင်30 3နှစ်3ခွန်8နဲ့ပတ်သက်ရင်80 8နှစ်8ခွန်เนาะအလုံးပေါင်းပုံမှန်တင်နေကြမိန်း6ခွက်ကဲကျွန်တော်ရဲ့ကိုရီမတွေကမနေ့ပြန်ဗုဒ္ဓဟူးနေ့မှာလည်းပတ်သီးကိုဒီကဦးစားပေးပြီးတော့စောကျင်နေဆိုရင်အားအကောင်းဆုံးဒီ10ပတ်သီး3ပတ်သီးအားကောင်းပါတယ်เนาะအဲ့ဒီတည်းမှာကျွန်တော်မနေ့ပြန်မှာအကြိုက်တွေ့တာဆိုရင်တစ်ကွက်ကောင်းရှိပါတယ်အဲ့ဒါဒီကျွန်တော်ရဲ့ကိုရီမတွေ83ဆိုတဲ့เนาะမိန်းတစ်ကွက်အကြိုက်တွေ့ပါတယ်เนาะကျွန်တော်ရဲ့ချစ်ကိုချင်းမများအားလုံးအကြိုက်တွေ့ရင် like ဆော့နိုင်ပါတယ်အကြိုက်မတွေ့ရင်မဆော့နဲ့เนาะ Facebook ကညီကိုမောင်နှမတွေအားလုံးဒီဗီဒီယိုပိုင်းလေးကို like လက်မအသေးလေးတွေနှိပ်ပါ share မှု share အားလေးနဲ့ကူညီပေးများများเนาะမြင်အားတွေ့အောင်လို့ပြီးလို့ရှိရင်ဒီ page လေးကို follow လေးတွေမနှိပ်ရသေးရင် follow လေးတွေနှိပ်ခဲ့ပေးပါเนาะဒါကျွန်တော်တကူပြောချင်တာလေးကကျွန်တော်စေတနာနဲ့လာတင်ပေးတာဖြစ်တယ်เนาะပေါက်လို့ရလို့လေကျွန်တော်ဘာမှပေးစရာမလိုဘူးကျွန်တော်ရဲ့ကိုရီမာတွေအားလုံးပဲကိုရကိုယူပါเนาะအားလုံးပဲထိန်းသိမ်းသိမ်းသိမ်းလေးနဲ့ကိုယ့်ဘက်ကိုချင့်ချင်ပြီးတော့စော့ဖို့တော့เนาะမှားကြပါတယ်အဲ့ဒါပါပဲเนาะကျွန်တော်ရဲ့ကိုရီမာတွေကဲအခုလိုကြည့်ရှုပေးတဲ့ကိုရီမာတွေအထူးထူးပဲကျေးဇူးတင်ပါတယ်မနေ့ပြန်มาလဲထပ်မှပြီးတော့ကံကောင်းကြပါစေဗျ